ရှိတဲ့တိရစ္ဆာန်တွေကိုလည်းမျောလင့်ချက်နဲ့ကြွေးတာမဟုတ်ပဲနဲ့ဥမာမဲ့ခွေးကြွေးလို့ရှိရင်လာတဲ့လူကြိုက်ဖို့ဆိုပြီးကြွေးတာမျိုးမဟုတ်ဘူးသူစားပါစေဆိုတာကြွေးတာကြောင်ကြွေးရင်လည်းပဲကြွက်ခုံနိုင်အောင်ဆိုတဲ့ကြွေးတာမဟုတ်ဘူးသူကသူစားနေတော့မယ်ဆိုတဲ့အကျဉ်းတရားနဲ့ကြွေးတာဆိုရင်ဒါဌာနတွေပဲတိရစ္ဆာန်လူတဲ့ဒါနဟာအစတရားအကျိုးပေးတယ်လို့မြတ်စွာဘုရားပြောတယ်အစတရားဆိုတာဟာနဲရမှာမဟုတ်တာနော်ကိုကတစ်ခါလို့ရင်စတယ်လူတွေကတော့ထင်လိုက်ပဲကိုတစ်ခါလို့တာစတယ်မများလို့မလားဆိုမများဘူးဘာကြောင့်မများဘူးလို့ပြောရတော့ဆိုရင်ကိုလက်တွေ့ကြည့်ပေါ့တရက်စီလေးတစ်စီးပဲဆိုင်တစ်စီးဆိုင်ရင်တရက်သီးကတစ်လုံးပဲသီးတင်တာပေါ့ဘယ်ဟုတ်မလဲတရက်စီတစ်စီးဆိုင်လိုက်တာနဲ့တရက်ပင်ကသီးလိုက်တာထောင်ချီဖြစ်နေအကျိုးဆိုအဲ့လိုတူပွားလာနော်တူပွားလာဒါနကောင်းမှုဟာအဲ့ဒီတစ်ပင်စိုက်တာနဲ့အလားတန်တူတယ်ပေါ့ကိုယ်စိုက်တုန်းက